Hello guys ဒီနေ့ကတော့မနက်4 နာရီထားပြီးတော့ visa extension သွားတိုးတဲ့နေ့ကအတွေ့အကြုံလေးကိုလာ share ပေးတာပဲဖြစ်ပါတယ်။မနက်9 နာရီလောက်ရုံးရောက်ခဲ့တာတော့မှအရှိမတက်တန်းတို့ဖို့စောင့်နေသူကအယောက်30လောက်ရှိခဲ့ပါတယ်။6 နာရီလောက်မှသူတို့ရုံးတကားတွေဖွင့်ပြီးတော့တုံးကင်တစ်ခုပေးရပေါ့နော်။အလုပ်စားလုပ်တဲ့အချိန်9 နာရီမှကျတော့တုံးကင်တစ်ခုပေးပြီးတော့အဲ့ဒီချိန်ပေးရတုံးကင်ကတော့139ယောက်မြောက်ဖြစ်သွားပါတယ်။ပွဲစားရည်နဲ့တက်တန်းတို့မယ်ဆိုရင်တော့တုံးကင်နံပါတ်စောစောရတယ်ပေါ့နော်။သွားတဲ့နေ့တော့ဆိုလို့ရှိရင်ပထမတော့139ရခဲ့ပေမဲ့ပွဲစားတစ်ယောက်ကသူယူရတဲ့တုံးကင်နံပါတ်ကမရသေးတဲ့အတွက်ကြောင့်မလို့လာလေးွားတဲ့အချိန်မှာ117ဖြစ်သွားပါတယ်။တုံးကင်ဆောင်နေရင်လည်းရုံထဲကိုလိုက်ပဲကြည့်တဲ့အခါမှာရုံထဲမှာကျင်းပနေတဲ့ disable basketball ပြိုင်ပွဲလေးကိုတွေ့ခဲ့ပါတယ်။ဒါလေးကတော့ဂျပန်နဲ့တရုတ်နဲ့ကစားနေတာပါ။ရုံးဝင်တွင်းထဲကနေ BDS station စီကိုသွားမယ်ဆိုလို့ရှိရင်လည်းအခုလိုမျိုးကားလေးတွေကိုစီးလို့ရပါတယ်ဒီ mini bus လေးတွေကရုံးထဲမှာပဲအချို့ဖို့သဘောအနေနဲ့ free ဆွဲပေးရဖြစ်ပါတယ်